ကဘာပြက်ကရောက်လာပြီးဖုတ်ကောင် zombies တွေတောင်းကျမ်းလာတဲ့အခါမှာကျမရဲ့အကို၄ယောက်စလုံးဟာစွမ်းအားရှင်ကြီးတွေဖြစ်မှန်းသိလိုက်ရတယ်။သူတို့ရဲ့ကာကွယ်မှုနဲ့ဘေးကင်းကင်းနေနိုင်မယ်လို့ထင်ခဲ့ပေမဲ့စိတ်ကောင်းထားပြီးကူညီပေးခဲ့တဲ့အတန်းပေါ်ကကျမကိုဖုတ်ကောင်တွေကြားထဲတွန်းချခဲ့လို့အသေးဆိုးနဲ့တေးခဲ့ရတယ်။မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါကဘာမပြက်ခင်9ရက်အလိုကိုပြန်ရောက်သွားခဲ့တယ်။အရင်ဘဝကတငယ်ချင်းကိုကူညီရင်းအကိုတွေနဲ့အချိန်လွဲခဲ့ရလို့ဒီတစ်ခါတော့ကြိုတင်ပြင်ဆင်မှုတွေလုပ်ရတော့မယ်။ပထမဆုံးအနေနဲ့လက်ချောင်းကိုဓာတ်နဲ့လှီးပြီးသွေးကိုကြောက်စိမ့်ဆွဲသီးပေါ်အဆက်ချကကိုပိုင်တူလောင်မှုဟင်းလင်းပြင် space ကိုဖွင့်လိုက်တယ်။ပြီးတော့စူပါမားကတ်မှာစားနပ်ရိက္ခာတွေဆေးဝါးတွေနဲ့အသုံးဆောင်ပစ္စည်းတွေကိုအများကြီးဝယ်ယူစုဆောင်းခဲ့တယ်။ကဘာပြက်ကတ်မှာပတ်စံကအသုံးမဝင်ဆုံးအရာပဲလို့တွေးပြီးပတ်စံတွေကိုအကုန်သုံးပစ်ခဲ့တယ်။နောက်ဆုံးမှာတော့ကိုတောင်တစ်ခုငှားရမ်းပြီးလိုအပ်တဲ့ပစ္စည်းတွေကိုအလုံးရင်းနဲ့မှာယူစုဆောင်းနေပါပြီ။ဈေးမသွားခင်မှာကျမအကိုဖြစ်သူကျန်းယူစီကိုဖုန်းခေါ်ခဲ့တယ်။ကံကောင်းစွာနဲ့ပဲဒီတစ်ခါတော့သူဖုန်းကင်ပါတယ်။အကိုရဲ့အတန်ကရေမောတန်တွေနဲ့အတူတက်ကြွနေပြီးမနေ့ကအလုပ်ကိစ္စတွေကြောင့်ဖုန်းမကင်နိုင်ခဲ့တာကိုရှင်းပြပါတယ်။အကိုအတန်ကိုကြားရတဲ့အချိန်မှာကျမမျက်ရည်တွေဝဲလာမိတယ်။အတိတ်ဘဝတုန်းကကျမတည်ဆုံးသွားပြီးတဲ့နောက်မှာအကိုတယောက်တည်းဘယ်လိုများဖြတ်တန်းခဲ့ရမလဲ။ကျမကိုအရန်ချစ်တဲ့သူကကျမကိုဇွန်ဘီတွေဝိုင်းစားနေတာပြီးတော့ကျမကိုယ်တိုင်ဇွန်ဘီဖြစ်သွားတာကိုမျက်မြင်ကိုတွေ့မြင်လိုက်ရတဲ့အခါသူဘလောက်တောင်ဝမ်းနည်းနာကျင်ခဲ့ရမလဲ။အတိတ်ဘဝမှာကျမကြောင့်အနာကျင်ရဆုံးလူကအကိုပဲဖြစ်မှာပါ။ကျမကအကိုကိုချွဲပြီးအကိုကြည့်ဝေအကိုကိုလွမ်းနေတာလို့ပြောလိုက်တော့အကိုကရဲပြီးနောက်ထပ်ရက်နေနေနေရင်အိမ်ပြန်လာတော့မယ်လက်ဆောင်လဲဝယ်ခဲ့မယ်လို့ပြောပါတယ်ဒါပေမဲ့နောက်ထပ်ရက်နေနေဆိုတာကဘာပြက်မဲ့နေဖြစ်နေတာပါကျမအကိုကိုစောစောပြန်လာဖို့တောင်းဆိုပေမဲ့အကိုကကျမเจ้าမှာတခုခုအနိုင်ကျင့်ခံရလို့လားဆိုပြီးစိတ်ပူနေပါတယ်အကိုကလက်ရှိမှာနိုင်ငံကိုစားပြုအားကစားပြိုင်ပွဲတစ်ခုရှင်ပြိုင်နေရတာကြောင့်ချက်ချင်းပြန်မလာနိုင်သေးပဲအားလည်းရကြမှခရီးတူတူသွားရအောင်လို့ချော့ပြောရှာပါပါတယ်အနည်းဆုံးတော့အတိတ်ဘဝတုန်းကကျမမတည်ခင်မှာအကိုပြန်ရောက်လာခဲ့တယ်။အဲ့ဒါကြောင့်အခုလဲအရာအလုံးကမပြောင်းလဲဘူးဆိုရင်အကိုအေးအေးဆေးဆေးပြန်လာနိုင်မှာပါလို့ကျမတွေးလိုက်တယ်ပြီးတော့အကိုကိုအိမ်မှာစောင့်နေမယ်လို့သတိပေးလိုက်ပါတယ်။ဖုန်းချပြီးတာနဲ့ကျမချက်ချင်းပဲဈေးကိုပြေးသွားပါတယ်။အိမ်မှာစားတောက်ဆိုင်ဖွင့်မယ်လို့အကြောင်းပြပြီးစံကြုံဟင်းသီးဟင်းရွက်အသားငါးဦးမျိုးနဲ့ဟင်းခတ်အမွှေးကြိုင်တွေကိုအများကြီးဝယ်ယူခဲ့ပါတယ်ပြီးတော့ကားတစ်စီးငှားပြီးကျမငှားထားတဲ့ကိုတောင်တဲကိုပစ္စည်းတွေအကုန်ပို့ခိုင်းလိုက်တယ်လူတွေမရှိတော့တဲ့အချိန်မှာအဲ့ဒီပစ္စည်းအားလုံးကိုကျမရဲ့လှုပ်ဝက်တူလောင်မှုအာဂါသ space တဲကိုတင်စီလိုက်ပါတယ်။နောက်ပိုင်းရက်တွေမှာလည်းမြို့ထဲကရေတန့်ကုမ္ပဏီတွေနဲ့ဆက်သွယ်ပြီးရေတန့်ဘူးအမြောက်များကိုပါစုဆောင်းထားလိုက်ပါတော့တယ်။ညဘက်အိတ်ခါနီးတိုင်းတကားတွေသတင်းပေါက်တွေကိုတေချာစစ်ဆေးတယ်တကားကိုလည်းကလားထိုင်နှလုံးနဲ့ခိုင်ခန့်အောင်ထောက်ထားလိုက်တယ်။သူမသိထားတာကအိမ်ကြီးချင်းတွေစီမှာစားစရာပြက်လက်သွားတာနဲ့သူမဟာသူတို့ရဲ့နံပါတ်1ပြစ်မှတ်ဖြစ်လာမှာပါ။လွန်ခဲ့တဲ့ရက်ပိုင်းကတွေးခဲ့တဲ့အိမ်ကြီးချင်းတွေကိုသတိပေးခဲ့ဘူးပေမဲ့လူတိုင်းမှာကိုယ်စီကံကြမ္မာရှိကြတာမို့နောက်မှာတော့သူတစ်ပါးကိစ္စကိုဝင်မပါတော့ဘူးဆုံးဖြတ်လိုက်ပါတယ်။တကားဖွင့်ပေးလိုက်တဲ့ခဏတာအတွင်းမှာအိမ်ထဲဝင်လာမှကအိမ်ကြီးချင်းလားဒါမှမဟုတ်အစိတ်ပြင်းနဲ့ငွေတကောင်လားဆိုတာမသိနိုင်ဘူးလေ။မနက်9နာရီကျော်မှာသူမနိုးလာခဲ့တယ်။ကောင်းကင်ကြီးကမှောင်မိုင်းနဲ့နေအောင်ကြီးကတော့ပုံမှန်အတိုင်းထွက်ပေါ်လာပေမဲ့အပြင်လောကကတော့အရင်လိုမဟုတ်တော့ဘူး။မနက်8နာရီ20မိနစ်ဒါဟာအတိတ်ဘဝတုန်းကသူမအပြင်ထွက်ခဲ့တဲ့အချိန်ပါအခုအချိန်မှာအပြင်ထွက်ရင်သူမကိုတတ်ခဲ့တဲ့လူ3ယောက်နဲ့ပြန်တွေ့ရမှာကိုသူမသိနေတယ်။သူမသူတို့ကိုဘလောက်ပဲနာကြီးနေပါစေလက်ရှိမှာတော့သွားပြီးလက်စားချေဖို့မဖြစ်နိုင်သေးဘူး။သူမလုံနိုင်တာကဘာမှမလုပ်ပဲဘေးကနေစောင့်ကြည့်နေဖို့ပါပဲ။သူတို့ကိုလည်းသူမခံစားခဲ့ရတဲ့နာကျင်မှုမျိုးပြန်ခံစားစေခြင်းနဲ့သူမရဲ့အကိုကျန်း၍ဂျန်ယူစီကိုဖုံးဆက်ခဲ့တယ်အကိုဖြစ်သူကအရင်ဘဝကအတိုင်းပဲမှာကြားခဲ့တယ်ညီမလေးမကြောက်နဲ့အကိုအခုဘေးကင်းပါတယ်အပြင်မှာအခြေအနေတွေရှုပ်ထွေးနေလို့ဘယ်မှမသွားပါနဲ့အကိုအိမ်ပြန်လာဖို့နောက်ကျနိုင်ပေမဲ့ညီမလေးစီကိုအရောက်ပြန်လာခဲ့မယ်ကိုဂယုစိုက်ပါတဲ့အိမ်တကားဝမှာတော့လူတွေလာခောက်တန်တွေအော်ဟစ်ဆဲဆိုတန်တွေကြားနေရပေမဲ့သူမဘာမှမကြားသလိုပဲနေလိုက်တယ်ကဘာပြက်ပြီးတတိယမြောက်နေ့မှာမီးပြတ်သွားခဲ့တယ်ဒါပေမဲ့သူမအတွက်တော့ပြဿနာမရှိပါဘူးသူမကထမင်းဟင်းကောင်းကောင်းမချက်တတ်ဘူးလေရေခဲတစ်တာတွေကစားစရာတွေကိုသူမရဲ့လျှို့ဝှက်တိုးလောင်ရာဟင်းလင်းပြင်တွေကိုအကုန်ပြောင်းထည့်လိုက်တယ်ဒါမှစားစရာတွေမပုတ်တိုးမှာပါပစ္စမမြောက်နေ့မှာတော့သူမအရန်ကိုစိတ်အေးလက်အေးဖြစ်နေခဲ့တယ်ဘာလို့လဲဆိုတော့မနှက်ဖြန်ဆိုရင်သူမအကိုပြန်လာတော့မှာမို့ပါလူတွေများတဲ့မြို့ထဲမှာဇမ်ဘီတွေအများဆုံးရှိမှာမို့မြို့ထဲကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်တယ်အိမ်ကပစ္စည်းတွေကိုလည်းသူမရဲ့တိုးလောင်ရာနေရာတွေကိုအကုန်သိမ်းကျုံထည့်လိုက်ပါတယ်အိမ်ထဲမှာဘာမှမရှိတော့ပဲဟာလာဟင်းလင်းဖြစ်နေချိန်မှာပဲအိမ်တကားပွင့်လာပြီးအကိုဖြစ်သူကျန်းရွေရောက်လာပါတယ်အကိုကိုမြင်လိုက်ရတဲ့ခဏမှာပဲလွမ်းဆွမှုတွေဝမ်းနည်းမှုတွေပောက်ကွဲထွက်လာပြီးသူမမျက်ရည်တွေကျလာပါတော့တယ်